ခဏမရမ်းကြော်လေးကတားအတွက်ကြော်ခဲ့တာဟုတ်တယ်သာသနာအလံလေးလည်းထိုးပေးပြီဒါလေးကတားအတွက်လက်ဆောင်ဗာကြံသေးတယ်ပြောတခါလေးပေးဒါပါပြောနောက်တစ်ဖြတ်တော့ဒါကွန်ကိုဝင်းနဲ့လားကွန်ကိုဝင်းနဲ့ချောပေါ်လို့ဆိုနော်ကိုကြီးအချင်းဆိုပြီးကရဏန်ကြီးကြီးကရှစ်ခါလောက်ချိုးပြီးကြံတိုက်လာမနော်အဲ့ဒါကြတူ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 အော်ဒီလောက်လုံးများနေတော့ကိုလာရခိုင်းနေနေမတင်နဲ့မလာဘူးလာတယ်တယောက်ရိုက်ခိုင်းလိုက်ပါလားချစ်ဆုံးရဲ့အောက်ကတယောက်ရိုက်ခိုင်းလိုက်ပါလားစာသားတွေကျင်းနေယူတော့မယ်နောက်ပြီးတော့ပါတီတီโอเคစမယ်ရပြီနော်ဆိုင်ရပြီနော်ဒီလိုလေးရပြီနော်အစီပြေပြီနော်အစီပြေဆွဲမယ်ရလာကိုအဲ့ဒါရောက်လာမရလို့ရအောင်လို့ဖာမှာကြောက်ဟုတ်လားဒါကျွန်တော်အချင်းကြီးကလည်းပြိတ္တကိုချားချားတယ်ဘာမှမလုပ်ရွာသားတွေခေါင်းစားနှုတ်လည်းမရှိဘာမှမရှိဘူးအဲ့အတွက်ကိုလုပ်ပြကြဒါဒီကဒီပါဆရာဦးအောင်ကျော်ထွန်းကတေးရေးခိတာမူဦးရအောင်တန်းစင်ထဲပေးတာဟုတ်ကဲ့ပြောပြပြီးတော့ပန့်မိုးတိခတ်ပေးတာဒီလေးအောင်ဖြိုးပြတဲ့ SYM Music Band နဲ့အတူဒါဆိုဝိုင်းတော်သားများ